ကဲဒီနေ့ထမင်းကြော်လောက်စားမယ်ဘာတွေပါမလဲဘယ်လိုကြော်မလဲချက်လောက်လိုက်ကြည့်ပေးပစုံစပါးပြ mix vegetable နားကြတဲ့ထမင်းကြံကြက်ဥဝက်ဥကြောင်ပစုံနဲ့ဝက်ဥကြောင်လေးတွေကိုပပလေးလေးထားပါမယ်စီထည့်ပြီးတော့စပါးပြကိုလေးကြော်ပါမယ်ပပလေးထားတဲ့ဝက်ဥကြောင်နဲ့ပစုံလေးတွေကိုမီးအေးလေးနဲ့ကြော်ပါမယ်ကြက်ဥဖောက်ထည့်ပြီးတော့မွေးကြော်ပါမယ်ပြီးရင်ထမင်းကြံထည့်ပြီးတော့ပန်းငယ်ပြားကြီးအကြီးခရူဖီစားနဲ့ချုံမုံနှဲငယ်တို့ထည့်ပြီးခုနပပလေးပြီးကြော်ထားတဲ့ဝက်ဥကြောင်နဲ့ပစုံလေးတွေကိုထည့် mix vegetable လေးတွေကိုချိုးပြီးတော့မီးအေးအေးလေးနဲ့ချိုးပြရပါမယ်ကဲခုဆိုရင်တော့ရတာရှိပြီးတော့ဒီဝက်ကူလေးမြန်လာတဲ့ထမင်းကြော်လေးတစ်ပွဲရရှိပဲဖြစ်ပါတယ်စားပါတော့မယ်မြင်ကြည့်ပါလေထမင်းကြော်ရဲ့အပတ်ကကျွန်တော်ညကလေးကချက်ထားရပေါ့နော်ထမင်းကြမ်းပေါ့နော်အဲ့လိုလို့ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဟုတ်ကြောင်အချင်းလေးနဲ့ပါပါမယ်အချင်းကတော့ကျွန်တော်ထွေထူးကမလုပ်တော့ခလုံးအမှလည်းပြင်းလို့မနေ့ကဝယ်လာတဲ့ garlic chili sauce ပေါ့နော်အဲ့ဒါကိုပဲဒီတိုင်းပဲထည့်ပြီးစားမှာပဲဖြစ်ပါတယ်ဒါလေကဲခုလောက်ဆိုရင်တော့အိမ်မှာလွယ်ကူလောက်စားလို့ရမယ်ဒီထမင်းကြော်လုံးလေးကိုသိရှိလောက်ထင်ပါတယ်ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်